တ်ဖူးတာဒီဟိုဘောငရဲရောက်သွားလို့ရှင်ယမမင်းကစစ်စေးမင်းများရင်ပြုတ်တယ်လို့ပြောတယ်ဗျာအဲ့ဒါဟုတ်ပါလားအဲ့ဒါရှိပါတယ်စာထဲမှာမှန်တယ်ဒီမှာဗျာသို့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကငရဲတဲ့တမ်းမကြပဲနဲ့ငရဲပတ်ဝန်းကျင်မှာငရဲဧရိယာကြီးတဲ့မရောက်ခင်ပတ်ဝန်းကျင်လေးမှာသူဖြစ်တယ်ဒီမှာဗျာသို့တော့သူအဲ့ထဲကိုသူဒုက္ခခံရတော့မယ်ဆိုရယ်အလွန်အကျွံမဆိုးတဲ့ပုံစံမျိုးပေါ့လေသူလုပ်တဲ့အကုသိုလ်ကအလွန်အကျွံငရဲကိုတောက်လျှောက်တန်းပြီးတော့ချတဲ့အကုသိုလ်မျိုးမဟုတ်ဘဲနဲ့တော့မတော်တဆငရဲရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ငရဲဧရိယာတဲ့မရောက်ခင်ရှမမင်းဆိုတာကသူ့လည်းပဲဟိုပြိတ္တာတစ်မျိုးပဲပေါ့နော်ဒီမှာဗျာသူကတက်တက်ကုညီဖို့လာနေတာဒီမှာဒုက္ခပေးဖို့မဟုတ်ဘူးဒုက္ခပေးဖို့မဟုတ်ဘူးသူစီရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုသူကကုညီတာတချို့မရောက်မလဲငရဲရောက်လာရင်သူဒုက္ခရောက်တော့မှာပါဒီမှာဗျာမရောက်မလဲလမ်းမရောက်လာတယ်လို့ပြောခြင်းပြောပေါ့လေဒီမှာဗျာသိတဲ့အခါမှာအကုသိုလ်ကတအားအကြီးကြီးမဟုတ်ဘဲနဲ့အခုတေကနီးမှာဖြစ်လာလို့သူမတော်တဆငရဲနာရောက်လာတယ်ဆိုရင်သူကမင်းပါရီလှုပ်ခဲ့တာပဲကုသိုလ်တွေလှုပ်ခဲ့တာမင်းမမှတ်မိဘူးလားဖော်ပေးတယ်ဖော်ပေးတဲ့အခါသူလှုပ်ခဲ့တာတွေမှတ်မိပြီးကုသိုလ်ရသွားတယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကသူ့ကိုကဲထုတ်သွားတာငရဲတဲ့မကြတော့ဘူးဒီမှာဗျာအဲ့ကုသိုလ်ကြောင့်သူကောင်းသူတိဘုံရောက်သွားတယ်ဒီမှာအဲ့ဒါအတွက်ကုညီဖို့ရှမမင်းဆိုတာအဲ့မှာရောက်တာဒီမှာဗျာသူကယမမင်းကရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုစစ်ဆေးလေးရှိတယ်ဒီမှာဗျာဒေဝတုတလို့ခေါ်တဲ့တမန်နေနဲ့မတွေ့ခဲ့ဘူးလားလူပြေမှာနေတော့သူကသဘောမပေါက်တော့မတွေ့ခဲ့ပါဘူးဒီတမန်ဆိုတာတခြားမဟုတ်ဘူးတဲ့ဘယ်အဖိုးကြီးအမေကြီးတွေလူအိုတွေနဲ့မတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အဲ့လိုအချိန်တုန်းကမင်းငါလဲအိုရအောင်ပါပဲဆိုတော့စိတ်မရှိဘူးလားတဲ့မစင်စားခဲ့မိဘူးတဲ့အဲ့လိုမစင်စားခဲ့ဘူးတဲ့ဟောငါလဲအိုရအောင်ပါပဲကောင်းတာတွေလုံးမဖြစ်မယ်မအိုခင်ဆိုစိတ်လေးမင်းမရှိဘူးလားဆိုမရှိဘူးမရှိသည့်မေးလျော့မိပါတယ်တဲ့အဲ့လိုမေးလျော့ပြီးတော့အကုသိုလ်တွေပဲလှုပ်ပြီးတော့သူကငရဲနာရောက်လာတာရောက်လာတော့ယမမင်းကြီးကပြောတယ်တနာကျင်တာဆိုသူ့ကိုပြောတာအေးဒါတွေကမင်းအမေလှုပ်တာလည်းမဟုတ်ဘူးမင်းဖေလှုပ်တာလည်းမဟုတ်ဘူးမင်းကိုယ်တိုင်လှုပ်ခဲ့တာပဲမင်းကိုယ်တိုင်ဒုက္ခခံမှာဒါတွေမလှုပ်ခဲ့ဘူးဆိုရင်ကုသိုလ်မလှုပ်ခဲ့ဘူးဆိုရင်သူကအဲ့လိုဖြောင်းပြပြောတာနောက်တစ်ခုကမင်းတေဂာနီးမှာမင်းဒုဘဝတုန်းကလူနာတွေရောမတွေ့ခဲ့ဘူးလားလူသေးတွေရောမတွေ့ခဲ့ဘူးလားဆိုအဲ့ဒါတွေကိုမေးပြီးတော့တွေ့ခဲ့ရင်မင်းဟာလူနာတွေလို့ငါလည်းနာရအောင်ပါပဲငါကောင်းတာတွေလုံးဝဖြစ်မဲ့လို့မင်းမတွေ့ခဲ့ဘူးလားမတွေ့ခဲ့ဘူးပါဘူးဆိုအဲ့လိုတွေစစ်ဆေးမေးမြန်းတာသူက၃မျိုးထေဝတုတ္တသုတ်တကြီးကြတော့၅မျိုးထီအောင်မေးတယ်အကျဉ်းချခံရတဲ့ပုဂ္ဂိုလ်တို့ကလေးသူငယ်တို့အဲ့ဒါတွေပါကြည့်ပြီးတော့တန်ဝေကမယူခဲ့ဘူးလားလို့မေးတယ်မယူခဲ့မိဘူးဆိုတဲ့အခါတချို့လူတွေကြတော့ရှမမင်းကြီးကိုကုသိုလ်ကောင်းမှုလုပ်ပြီးအမျှဝေခဲ့တဲ့လူတွေရှိတယ်မှန်ပါဗျာအမျှမဝေတောင်မှပဲဟာမင်းဘယ်တော့ကဆွန်းလောင်းခဲ့တာပဲမင်းဘယ်တော့ကဘသူကိုကူညီပြီးတော့ဘာကြွေးခဲ့ဘူးတာပဲဆိုတာကိုယမမင်းကြီးကခေါင်းထဲမှာစဉ်းစားလို့ပေါ့ရင်သူကအဲ့ဒါလေးကိုဖော်ပေးတယ်မှန်ပါဗျာဖော်ပေးလို့ရှိရင်အဲ့ဒီကုသိုလ်လေးနဲ့သူကဝမ်းသာသွားလို့ရှိရင်သူကငရဲဧရိယာကြီးတဲ့မရောက်တော့ပဲနဲ့တွတ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်မှန်ပါဗျာအဲ့ဒါအတွက်သူကဒီမှာလာပြီးတော့နေတာမှန်ပါဗျာနောက်ဆုံးမှသူမေးလို့မှလုံးဝကုသိုလ်လုပ်ခဲ့တာမမှတ်မိဘူးဆိုရင်တော့အေးမင်းကန်နဲ့မင်းမယ်ငါလည်းဘာမှမတတ်နိုင်ဘူးငရဲသားတွေကဆွဲခေါ်သွားတာမှန်ပါဗျာမှန်ပါဗျာအဲ့မှာခေါ်လာကြတဲ့ကငရဲနာပတ်ဝန်းကျင်မှာရောင်လဲလုံးနေတဲ့ပုဂ္ဂိုလ်တွေကိုငရဲသားတွေကိုဒုက္ခပေးတဲ့အဆောင်နေလို့ပြောမှာပေါ့လေမှန်ပါဗျာဒီရိယပါလာဆိုငရဲဆောင်နေပေါ့မှန်ပါဗျာသူကဆွဲခေါ်လာတယ်ဆွဲခေါ်လာပြီးယမမင်းကြီးစီပို့တော့ယမမင်းကြီးကခေါင်းစစ်ပြီးတော့ကုသိုလ်ရှိရင်လည်းဖော်ထုတ်ပေးတယ်မရှိဘူးဆိုလို့ရှိရင်လည်းသူကငရဲခံဟိုဘာမှပြောတော့ဘူးတိတ်နေလိုက်တယ်အဲ့ကြရင်သူကငရဲခံရတယ်လို့ဒီလိုဆိုတာပေါ့နော်တမန်ဗျာခုနဒီထဲမှာတခုကတော့ဟိုရှောက်လွှတ်ထိသွင်းတာတော့ဒါအကျိုးမရှိပါဘူးတမန်ဗျာမိသင်းညို့ခြင်းစတဲ့ကိစ္စကတော့ဒါသူ့ရဲ့အလောင်းကိုတင်းညို့တယ်ဆိုတာကုညီဆောင်ရွက်ပေးတာပေါ့နော်တမန်ဗျာသူ့အလောင်းဟာဒီတိုင်းထားလို့စမပြေလို့မြေမြုပ်တယ်တင်းညို့တယ်ဆိုတဲ့အလုပ်တွေဟာနောက်ဆုံးဆောင်ရွက်ပေးခြင်းကိစ္စဆိုလို့တမန်အဲ့ဒါတွေကတော့လောက်ရမယ်ကိစ္စ